မင်္ဂလာပါကျွန်တော်နာမည်ကကိုစိမ်းဖြစ်ပါတယ်ဒီအခုရောက်ရှိနေတဲ့နေရာတော့ဒါဟိုမူရုံတော်ကူးကြီးရွာရဲ့တော်ကူးကြီးရွာတော်ကူးမဟာသတိပဋ္ဌာန်တိုက်ခွဲတိုက်ခွဲပေါ့နော်မင်္ဂလာတုံတိုက်ခွဲဖြစ်ပါတယ်လှဲကူးမြို့နယ်ရွှေသာကြီးရွာမှာရှိပါတယ်ဟိုဒါလက်ရှိတွေ့နေရတော့ဆရာတော်ရဲ့စံကြောင်းတော်ပေါ့နော်ကျွန်တော်ဒီနေရာကို2016ခုနှစ်ဇူလိုင်လလောက်မှာလူရှင်တူကမြေ2 ဧကလောက်လှူဒန်းပြီးတော့အများကောင်းတဲ့မြေထပ်9 ဧကဝယ်ပြီးတော့9 ဧကမှာကျောင်းတည်ခြင်းဖြစ်ပါတယ်2019တကြံကာလကိုဆရာတော်ရတရားပြခြင်းနဲ့ဆိုတာနဲ့ကျွန်တော်ပေ90ပေ100ယာယီဓမ္မယုံကြီးကိုတိဆောက်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးတော့နှစ်ပတ်လည်တရားစခန်းဖြစ်တောက်လျှောက်တရားပြသနေပါတယ်တရားပြသခြင်းနေချိန်အတွင်းမှာပဲဆရာတော်ကြီးစံကြောင်းတော်ကိုအမြန်တိဆောက်ပြီးတော့2018ဆရာတော်ကြီးမွေးနေ့မှာအများကောင်းတဲ့ရေဆက်သွန်ချနိုင်ခဲ့ပါတယ်2019ဆရာတော်ကြီးမွေးနေ့နှစ်ဆန်းမှာတော့ကျွန်တော်ဒီမဟာသိန်တော်ကြီးကိုရေဆက်သွန်ချလှူဒန်းနိုင်ခဲ့ပါတယ်ထို့နောက်ကျွန်တော်အမျိုးသမီး3ထပ်ဆောင်ပေါ့နော်18ခန်းအောက်ထပ်က18ခန်းအပေါ်ဒုတိယထပ်က18ခန်းနဲ့ဟိုအိမ်သာရေချွန်းမှာအပြီးထည့်သွင်းပြီးတော့ကတင်နှလုံးစီ2 ယောက်ခန်းဖြစ်တိဆောက်ထားပါတယ်အပေါ်ဆုံးတတိယအလွှာမှာတော့ဟောကမ်းမကြီး4 ခန်းပေါ့နော်တစ်ခန်းကို16ပေ50လောက်ရှိပါတယ်အားလုံးဆိုလူ100အမျိုးသမီး150လောက်တရားအားထုတ်လို့ရပါတယ်ယခုလက်ရှိအခြေအနေမှာတော့ကျွန်တော်ကတော်ကူးမှာသတိပဋ္ဌာန်အတွင်း29တောင်ပေ45မှုအမြင့်ပေါ့နော်ဇီရီတော်ကြီးကိုတိဆောက်လျက်ရှိပါတယ်ထို့နောက်ကျွန်တော်ကအခုပေ9ပေ100ပေ150ဓမ္မယုံကိုတိဆောက်ဖို့ပြင်ဆင်လျက်ရှိပါတယ်ဟုတ်ဒီဥစ္စာလေးကတော့ဆရာတော်ကြီးရဲ့ယာယီစံကြောင်းလေးပါနော်ကျွန်တော်ဒီမြေ2 ဧကကို2016ဇူလိုင်မှာအလှူရှင်တူကမြေ2 ဧကဝယ်လှူပြီးတဲ့အခါမှာအများကောင်းမှုနဲ့မြေ9 ဧကကိုဆက်လက်ဝယ်ပြီးတော့မြေ9 ဧကပေါ်မှာဒီဆရာတော်ကြီးရဲ့ယာယီစံကြောင်းလေးကိုစတီဆောက်ခဲ့ရတော့ဆရာတော်ကြီးတစ်ခန်းနဲ့ဆရာတော်ကြီးကိုစောင်းလျှောက်တဲ့ဦးစင်တစ်ခန်းနဲ့2 ခန်းပေါ့နော်အဲ့ဒီမှာယခုလက်ရှိတော့ကျောင်းနေတန်ဃာတွေဆက်လက်တည်သုံးနေထိုင်နေရှိပါတယ်ခင်ဗျာဒီအဆောင်လေးက2019တကြံတွင်ကိုဆရာတော်ကြီးကတရားပြခြင်းနေဆိုတော့လည်းကျွန်တော်ကပေ90ပေ100ပေါ့နော်မြေဆိုင်ဓမ္မယုံလေးပေါ့အဲ့ဒီမှာတရားအားထုတ်တယ်ပြီးတော့ဟိုဘက်အချမ်းကိုကျတော့10ပေလောက်ကန့်ပြီးတော့အရှိဘက်အချမ်းအမျိုးသားယောဂီတွေနေတယ်အနောက်ဘက်အချမ်းနေပြီးတော့အမျိုးသမီးယောဂီတွေနေပြီးတော့ဒီမှာပဲတရားအားထုတ်ပြီးဒီမှာပဲစွန့်စားကြပါတယ်ယခုလက်ရှိမှာလည်းစွန့်စားဆောင်အဖြစ်နဲ့ဆက်လက်အသုံးချလျက်ရှိပါတယ်ခင်ဗျာပြီးတော့ကျွန်တော်အမျိုးသမီးဆောင်ဘက်ကိုတစ်ချက်လောက်လိုက်ပြပေးမယ်နော်ကျွန်တော်အောက်ထပ်မှာဆိုရင်18ခန်းပေါ့18ခန်းကိုကတင်နှလုံးထည့်ပေးထားပါတယ်တစ်ခန်းမှာအိမ်သာရေခန်းတွဲရပါပါတယ်အောက်ထပ်တစ်လွှာကိုအမျိုးသမီး36ယောက်ကောင်းမွန်စွာတရားအားထုတ်ဖို့အတွက်နေထိုင်လို့ရပါတယ်ပထမထပ်မှာလည်းထို့အတူပါပဲ18ခန်းအတူတူပါပဲ2 ယောက်ခန်း18ခန်းမှာအပေါ်ဆုံးအလွှာမှာတော့ကျွန်တော်အခန်းကြီး4 ခန်းဖွဲ့လိုက်ပါတယ်ဟို16ပေ50လောက်ရှိတဲ့အခန်းကြီး4 ခန်းဖွဲ့ပြီးတော့တခန်းကိုကျွန်တော်15ယောက်နဲ့အယောက်20အတွင်းကြားလောက်အမျိုးသမီးတွေတည်သုံးနိုင်မယ်လို့ခန့်မှန်းထားပါတယ်ဒီအမျိုးသမီးဆောင်ကြီးကဒီဆောက်လုပ်ပြီးစီးတာမကြသေးပါဘူးခင်ဗျာဦးစင်းရဲ့ဘွားနာမည်ကတော့အရှင်ရာဟုလာဖြစ်ပါတယ်ဦးစင်းကတော့ဒီအကုတ်စင်တော့14 ဝါရှိနေပြီနောက်တော့ဒီရန်ကုန်တော်ကူရိပ်တာအကြောင်းမှာဆိုရင်တော့ဦးစင်းကမနေ့ပိုင်းယောဂီတွေကိုနိုင်ရွက်တခါနဲ့ယောဂီတို့အာတက်ဖို့တသိပ်ပေးနောက်တရားဖြုတ်ခါနေ15 မိနစ်နိုင်ရွက်လောက်လို့ရှိရင်တော့ဒီတရားတွေပို့ချပေးတယ်ယောဂီတို့ဒါဦးစင်းရဲ့
ဒီကျောင်းရဲ့တာဝန်ပေါ့ အေးကြီးစောကခန္ဓာကိုယ်တို့ကျိုးမဟုတ်ဘူးခန္ဓာကိုယ်ကိုတုံးချပြီးဒီဝိပဿနာကိုရှုမှတ်ဖို့ပဲယောဂီတို့ ယုံနာနာကိုအမှန်တရားရှုမှတ်ဖို့ပဲဒီကြီးကအမှန်တရားလို့ပြောကြည့်တယ်မှန်တယ်မြေရှိမှမှာမြေမှန်နေမှတရားနေမြေမှန်တော့သွားတယ်တရားလို့သွားတယ်ဆရာလေးဘွဲ့နာမည်ကဆရာလေးဒေါ်ကေတီပေါ့နော်ဒီเจ้าကို2019နှစ်လပိုင်းကနေစရောက်တာပါဆရာတော်ကြီးနဲ့တကူဆရာတော်ကြီးနဲ့တူတူပေါ့နော်ဟုတ်ကဲ့ဆရာလေးအနေနဲ့ကဒီเจ้าမှာစွန်ပြင်စွန်ဝေယဝဆအထဲမှာပါဝင်ဝေယဝဆပြုလုပ်တာပေါ့နော်ဒီเจ้าမှာမနက်အာယုံစွန်းဆိုတန်ဃာတွေစွန်ဖောင်းရင်စွန်9နာရီခွဲမှာစွန်ပြင်စွန်စားတာ3တီးစွန်စားတာပေါ့နော်ယောဂီဆိုရင်လဲ6နာရီစွန်စားတယ်6နာရီစွန်စားယောဂီတွေ6နာရီစွန်စားပြီး9နာရီမှာတရားပြန်မှတ်ကြတယ်ဟုတ်ကဲ့နေ့စွန်ခက်ကြတော့လဲစွန်ပြင်တာစွန်ပြင်စွန်စားတာ10နာရီခွဲတန်ဃာတွေစွန်စားကြမယ်7နာရီမှာယောဂီတွေစွန်စားကြတယ်တန်ဃာတွေက10နာရီခွဲယောဂီက7နာရီစွန်အာယုံစွန်ခလိုက်ကြတော့လဲတခါတလေကြရင်ခောက်ဆွဲကြော်တို့ကြံစံကြော်တို့ပေါ့တခါလေကြလို့လဲထမင်းပေါ့တန်ဃာတွေခလိုက်ကြတော့များအဖြစ်ကထမင်းပဲပူကြိုက်တယ်အာယုံစွန်ဆိုထမင်းပဲပူကြိုက်တယ်ယောဂီတွေခလိုက်ကြတော့ကမျိုးမျိုးစားနိုင်ကြလေ
ရှေဖြိုခြင်းငါဝေဒနာဟောင်းသည်မဖြစ်စေရရာပိုင်ချမ်းသာကိုယ်စိတ်ယူဖိတ်လျံဝေဘေခသိပြင်းငြိမ်းကြပါစေ Sẽ lệ bói mi to san đi bà sẽ còn đâu ngà trên tàu nghe ra bỏ bông bông nè ba nghe bông bông ye son của chết ra bỏ mà nè son số yên ta khá lệ bỏ nó ta chẳng tham yên số lệ chết ra bỏ nó sam béo số lệ chết cái đấy nó tin hàn cho bông bông bà bù phong nè bỏ tin hàn nè lâu bề đấy mình nè bài rồi yên tàu này tha ra đấy sẽ lệ đồ son tha chết ra đấy bỏ nó ngàn này bị son phong mà bỏ nó son biển ra đấy son ra ra đấy con này rồi yên số hồ tây tây ra đấy nó rồi hồ bỏ xe này rồi tây phiêu ra đấy à cũng ra rồi lấy cháu xong lấy pi này bị bỏ nó gió kỳ để lấy khăn đôi ya bị bỏ la này này bị bỏ nó Charo ku chama ye ga ro to le rin da bo no charo ye chama ye ye lu a cha ya ku ka ba sa ka ne so ma phong pe nai do ba bu a sa the pai ka ne be a sa the ya ba de chama ku 2 နာရီချာတခါ charo ku no sam byo ho ni na အဖြော်ရည်အမျိုးပေါ့နော်အလှည့်ကျ 2 နာရီချာတခါတနေ့ကို 6 ချိန်ထည့်ပေးနေပါတယ်ရှင်ဆရာတော်ကတော့အရင်တုန်းကဆိုရင်စင်းကြံလက်ရှောက်နိုင်တယ်ကိုဟောက်ကိုတယောက်တည်းအမျိုးပေါ့စင်းကြံကိုဒီပေ60ပတ်လည်ရှိတဲ့စံကြောင်းကိုတယောက်တည်းအဲ့လိုမျိုးပေါ့နော်အမိမပါလဲရှောက်နိုင်တယ်ဒီ9လပိုင်းကနေစပြီးတော့ကျမရေးရဆရာတော်စင်းကြံလည်းမရှောက်နိုင်တော့ဘူးထရင်လည်းတွဲပြီးတော့ထကူပေးရတယ်အဲ့ရမှာပဲနေဖြစ်တာများတယ်ဆေးရုံလည်း2 ခေါက်တက်လိုက်ရတယ်အခုကြတော့ဆရာတော်ကအစာပိုက်ကနေပဲအာဟာရကိုကျွေးနေရပါတယ်ရှင်ဆရာတော်ကတက်တော်53မှာဘုန်းကြီးစောင့်ဝတ်ဖြစ်ခဲ့ပါတယ်စောင့်ဝတ်တဲ့နှစ်မှာကမဝဲချင်းတေးကျောင်းမှာစောင့်ဝတ်ခဲ့ပါတယ်ကမဝဲချင်းတေးကျောင်းမှာတဝါရပြီးတော့တော်ကူမဟာတတိပဋ္ဌာန်မူတော်ကိုရောက်ရှိခဲ့ပါတယ်အဲ့မှာကြတော့ဆရာတော်က36ဝါတိတိသတင်းသုံး35ဝါတိတိသတင်းသုံးခဲ့ပါတယ်အဲ့ကနေတက်တော်90ဝါတော့38နှစ်မှာဒီရန်ကုန်တော်ဘူးကိုကြွလာပြီးတော့သတင်းသုံးပါတယ်အခုဆရာတော်ကတက်တော်93ဝါတော့40ရှိပါပြီရှင်ဆရာတော်ကဒီယောဂီတွေကိုဝိပဿနာတရားအားထုတ်စေခြင်းလို့ဇန္တာရှိလို့ဒီရန်ကုန်ကိုသတင်းသုံးဖို့ကြွလာခြင်းဖြစ်ပါတယ်ဟိုတော်ကူရိတ်တာမှာလဲယောဂီတွေရာ100ကျော်200ကျော်ရှိပါတယ်ဒါမဲ့အဲ့မှာတိုက်အုပ်ဆရာတော်တပါးကိုလွှဲထားပြီးတော့ဒီရန်ကုန်ကိုတတနာအကျိုးဆောင်ရွက်ဖို့အတွက်ဆရာတော်တက်တော်ကိုမငဲ့ညာပဲနဲ့ဒီတက်တော်90ပြည့်မှပဲရန်ကုန်ကိုကြွလာပြီးတော့ဒီဝိပဿနာတရားကိုဖျားခြင်းလို့ရန်ကုန်ကိုကြွလာခြင်းဖြစ်ပါတယ်ဒီဆရာတော်ကြွလာပြီးတဲ့အချိန်မှာဆရာတော်တက်တော်62နှစ်အထိယောဂီတွေကိုလည်းတရားပြနိုင်ပါသေးတယ်ဆရာတော်ရတလောက်ကိုချိန်နာရီဝဲတနာရီယောဂီတွေတရားပေးနိုင်သေးတယ်ဒီ2020 4 လပိုင်းတကြံလွန်ပြီးတဲ့အချိန်မှာဆရာတော်ကျမ်းမာရေးရယောဂီတွေကိုလည်းတရားမပေးနိုင်တော့ပါဘူးအခုလက်ရှိဦးစင်းဦးနာဂရကပဲဦးစင်းဦးနာဂရတို့ဦးစင်းရာဟုလာတို့ကပဲဆက်လက်ပြီးတရားကိုပြသပေးနေပါတယ်ဆရာတော်ယောဂီတွေကိုအခုတရားမပြနိုင်တော့ဘူးပေါ့နော်ဒါပေမဲ့စိတ်အာယုံတော့ရှိတယ်ယောဂီတွေတရားပြဖို့ဦးစင်းတွေလာလျှောက်တိုင်းဆရာတော်ကကောင်းနဲ့ပဲအမျိုးကောင်းညှိပြီးတော့တရားကိုအမြဲတမ်းချီးမြှင့်ပါတယ်ယောဂီတွေကိုတရားရစေခြင်းတဲ့ဆန္ဒကဆရာတော်ဆန္ဒတော်တော်ရှိပါတယ်ယောဂီတွေလည်းတရားထူးတရားမြတ်ကိုလည်းရစေခြင်းပါတယ်အကြောင်းမို့ဆရာတော်ကဒီရန်ကုန်ကိုကြွလာပြီးတော့ဒီတော်ကူရိတ်တာလှဲကူကိုစတင်ထီထောင်ခဲ့ခြင်းဖြစ်ပါတယ်
ဆရာတော်ဘုရားကြီးက2019နှစ်လပိုင်းကနေစပြီးတော့ဒီရန်ကုန်တော်ကူမဟာတတိပဋ္ဌာန်ကိုစတင်ပြီးတော့တည်င်းတုံးတော်မူတယ်ဆရာတော်တည်င်းတုံးနေတဲ့ကာလတလျှောက်မှာယောဂီတွေကိုလည်းလက်ခံခဲ့ပါတယ်အခုမှကျောင်းရဲ့အခြေအနေရအခုမှနည်းနည်းပြည့်စုံလာတာပေါ့နော်ယောဂီဆောင်လည်းကူပြီးသွားပြီတမယုံစောက်ဖို့လည်းရှိတယ်စေတီလည်းတည်ပြီးသွားပြီဘယ်နေတုံးပေါ့နော်အကြောင်းမို့ယောဂီဆောင်ပြီးသွားတဲ့အတွက်ကြောင့်ယောဂီတွေလည်းလက်ခံနေဖို့အခြေအနေရှိနေပြီပေါ့နော်ခုဆရာတော်ဘုရားကြီးကချမ်းမာရေးရအဲ့လိုမျိုးပေါ့နော်ဒီတရားတွေမပြတတ်နိုင်ပေမဲ့လက်ရှိတိုက်အုပ်ဆရာတော်ဥအာလောကတို့ဥစဉ်နဂရတို့ဥစဉ်ရာဟုလာတို့ကဆက်လက်ပြီးတော့ဒီတရားကိုပြတတ်ပေးနေပါတယ်ဒီကျောင်းဆောင်ဖြစ်မြောက်ရေးအတွက်ကလည်းဥစဉ်အာလောကတို့ကဥဆောင်ဥရွက်လှုပ်ဆောင်နေပါတယ်ဒီတမယုံပြီးစီးတဲ့အခါကျရင်ထမှလက်ခံသွားဖို့အစီအစဉ်ရှိပါတယ်အခုဆရာတော်နီးကပြုစုရတဲ့အတွက်ကျမသမီးတစ်ယောက်အနေနဲ့အလွန်ဝမ်းသာပါတယ်ဆရာတော်နီးကပြုစုရတဲ့အခါကျတော့ကျမကလည်းဆရာမတစ်ယောက်ပါသူနာပြုဆရာမတစ်ယောက်ပါဆေးရုံမှာကိုပြုစုခဲ့တဲ့လူနာနဲ့မတူတာကိုလည်းခံစားမိပါတယ်ဆရာတော်ဘုရားကြီးရဲ့တက်တော်အရာတာမန်လူမှာတယောက်ဆိုရင်ဒီလိုအဲ့ရမှာ6လတိတိလဲနေရတဲ့အခါကျမှတော်တော်ဝေဒနာခံစားနေရပါတယ်အဲ့လောက်ထိလည်းတီးမခံနိုင်ပါဘူးအခုဆရာတော်ဘုရားကြီးက6လတိတိအဲ့ရထဲမှာလဲနေပြီမဲ့ဒီဝိပဿနာတရားရဲ့တကူကြောင့်မကြီးမညူတန်းအဲ့လိုမျိုးအိလျက်နဲ့နာယီပေါင်းများစွာအိတ်နိုင်တယ်အဲ့ဒါကိုကျမကကြည့်ပြီးတော့ဝိပဿနာတရားရဲ့ကျေးဇူးကအလောက်ကြီးမားပါလားဆိုတော့တော်တော်လေးပီတိဖြစ်မိပါတယ်ဆရာတော်ဘုရားကြီးကိုလည်းအနီးကပြုစုရတဲ့အတွက်ကြောင့်ဝမ်းသာမိပါတယ်ဒီတခြားယောဂီတွေလည်းအဲ့လိုမျိုးဆရာတော်ဘုရားကြီးလိုမျိုးပဲဝိပဿနာတရားကိုကြိုးစားတဲ့အခါကျတော့ဝေဒနာတွေကိုလည်းကြော်လွှားနိုင်တယ်တီးခံနိုင်တယ်ဆိုတာကိုလည်းကျွန်မတိုက်တွန်းချင်ပါတယ်ဆရာတော်ဘုရားကြီးကိုအနီးကတွေ့ရတဲ့အခါကျတော့အရန်ထူးဆန်းပါတယ်ဘာဖြစ်လဲဆိုရင်ကျမတို့လူနာပြုစုခဲ့ကြတော့ဒေသနာယီနာယီဝက်အိတ်နေတာဒီဝေဒနာနဲ့မတိခံနိုင်ပါဘူးအခုဆရာတော်ကနာယီပေါင်းများဆိုအဲ့ရက်နဲ့အိတ်နေရင်လဲဘာမှမဖြစ်ဘူးမငြင်းညူတန်းကျမတို့ကဒီကြားမှာရေးရဲ့ဆရာမတစ်ယောက်အနေနဲ့ရောဟိုဘက်လှဲ့ဒီဘက်လှဲ့အဲ့လိုမျိုးချိန်ပေးတာရှိတယ်ဆရာတော်အနေနဲ့လှဲ့ပေးပါလဲမပြောပါဘူးကျမတို့ကတော့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ကျမ်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့လှဲတီးတယ်ဒီလိုနေထားတီးတယ်ဆိုတာပဲပြောင်းပေးတယ်ဒါပေမဲ့ဆရာတော်ကမညီဘူးဒီလိုမျိုးထားပေးပါမနေနိုင်ဘူးဒီပဲလှဲပေးပါတခွန်းမှလည်းမတောင်းဆိုဘူးနေရင်လည်းနေတယ်တရားမှတ်နေပဲနေတာများပါတယ်အဲဒါကြောင့်မို့ဝိပဿနာတရားရဲ့အကျိုးကတော်တော်ကြီးမားပါလားဆိုတာကအနီးကပ်နေတဲ့ကျမသမီးတစ်ယောက်အနေနဲ့ပီတိဖြစ်မိပါတယ်ရှင်ကျွန်တော်ကိုကျော်နိုင်ပါဒါကတော့ကျွန်တော်ဇနီးဒေါ်နေအောင်ပါကျွန်တော်ဇနီးကတော့ဆရာတော်ကြီးစီမှာတရားဝင်ဖြစ်ပါတယ်ကျွန်တော်ဇနီးကလည်းတရားဝင်မှာပြောတော့ကျွန်တော်လည်းဝင်ဖြစ်ပါတယ်ဝင်ပြီးတာနဲ့ဆရာတော်ကြီးရဲ့ဝေယဝိစာရေးလုပ်ဖြစ်ပါတယ်ပြီးတဲ့အချိန်မှာဆရာတော်ကြီးရဲ့ဟိုဘောနော်သီလသမာဓိယုံကြည်ပြီးတော့ပီတိဖြစ်မိပါတယ်ပြီးတော့ဆရာတော်ကြီးရဲ့ဆံတော်တွေကိုပင့်သွားပါတယ်ပင့်သွားတဲ့အချိန်မှာတတ်တော်တွေဖြစ်ပါတယ်ပြီးတော့ဆရာတော်ကြီးကိုဗုဒ္ဓဘာသာလည်းတော်တော်လေးတရားဟောပေါ့နော်အားထုတ်ဖြစ်ခဲ့ပါတယ်ဒီဆရာတော်ကြီးစီရောက်တိုင်းပေါ့နော်စိတ်တွေအင်းငိမ့်ခဲ့ပါတယ်ဖူးရတာပေါ့ဆရာတော်ကြီးကိုဖူးရတဲ့အချိန်မှာဆရာတော်ကြီးစီမှာတရားဝင်ပြီးတာနဲ့ကျွန်တော်ပေါ့နော်ကိုဟောပေါ့လိုလဲဆိုစိတ်တွေတဲ့အင်းငိမ့်လာတယ်ပြီးတော့ဗုဒ္ဓဘာသာလည်းတော်တော်လေးယုံကြည်လာတာပေါ့နော်အခက်ခဲဖြစ်ရင်လည်းဟောပေါ့နော်ဝိပဿနာတရားတွေလည်းအားထုတ်ဖြစ်ခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တော်တော်လေးယုံကြည်မိခဲ့ပါတယ်တရားဓမ္မတွေရန်ကုန်တော်ကူရိပ်သာကိုလည်း
မိဟုဖောက်ဖို့ဟောခနဲ့ရဲ့သားသမီးပေါ့နော်ပတ္တနာတရားအားထုတ်ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်အနေနဲ့ ဦးဇင်းရဲ့ဘိုးရတော့ဦးနာကရပါဦးဇင်းတို့ဒုပရမဒုဆရာတော်ဘုရားကြီးဦးနေလေးကလက်ထက်ကလေးကဦးဇင်းတို့ငယ်စဉ်တောင်ကြီးကလေးဘွားတွေကဟိုဘွားတွေဆုံးကတ်တဲ့အခါမှာဒုဆရာတော်ဘုရားကြီးကဒါနကထာသီလကထာတွေကိုအနေချင်းပဲပြောပါတယ်ဝိပဿနာရှုမှတ်နည်းဝိပဿနာအားထုတ်နည်းကိုဆောင်ဖို့နဲ့တကွဦးဇင်းတို့ကိုတိုင်ပေးတယ်ဆရာတော်ဘုရားရဲ့တရားဓမ္မအလုံးတရားရှုမှတ်နည်းကိုသိစေခြင်းတဲ့ဆန္ဒနဲ့ဦးဇင်းတို့ငယ်ကလေးကတရားတရားဖြစ်ပြီးတော့ရဟန်းဝတ်တဲ့အခါဦးဇင်းရဲ့ဇာတိကတိုးကိုကြည်ရောဇာတိဖြစ်ပါတယ်ဒုဝိဒ္ဓကိုလည်းမကြရောက်ရှိပါတယ်နောက်တန်ဝေကရပြီးတော့ရဟန်းဘောင်ဝင်တဲ့အခါမှာဦးဇင်းရဲ့တုံးဝါမြောက်ဒုတိယဒုဆရာတော်ဘုရားရဲ့တာဝန်ပေးချက်ရယောဂီသူတော်စင်များကိုဝိပဿနာအလုပ်ပေးတရားတွေတရားပြသမှုကိုဆရာတော်ဘုရားရဲ့စန္ဒအလိုစန္ဒအတိုင်းကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဆရာသမားရဲ့ဂုဏ်ကျေးဇူးကိုညှိနှိုင်းပြီးတကလားအမှတ်တတိမြေအောင်နော်ချမ်းသာရအောင်အမှတ်တတိဆောင်နိုင်ကြပြီးတကလားအမှားကင်းအောင်တတိဆောင်အမှတ်တမဲ့မနေကြပါနဲ့နော်အမှားနဲ့မနေကြပါနဲ့တရားနဲ့နေကြပါစေနော်ကုသိုလ်ဘက်မှာအချိန်မပေးနိုင်ရင်တော့အကုသိုလ်ဘက်မှာအချိန်ပေးရလိမ့်မယ်တရားဘက်မှာအချိန်မပေးနိုင်ရင်မတရားတဲ့ဘက်မှာအချိန်ပေးလိုက်အချိန်ပေးရလိမ့်မယ်ချမ်းသာကြောင်းအတွက်အချိန်မပေးနိုင်ရင်ဆင်းရဲကြောင်းအတွက်အချိန်ပေးရလိမ့်မယ်ဆိုတဲ့အတိုင်းမြတ်စွာဘုရားမှာတဲ့အတိုင်းပဲမိမိတို့မပေါ်မဆာအပ္ပမဒတရားဖြစ်သီလသမာဓိပညာကိုပြည့်စုံကြိုးစားပွားများအားထုတ်နိုင်မဉ္ဇဉ်ဘုံဉ္ဇဉ်လင်းမြင်စွာရရှိနိုင်ကြပါစေသာသနာရဲ့တုဒ္ဒကြောင်းနော်ပေးရပြိပလုပ်ကိုလည်းစမ်းစမ်းတမ်းမြန်ဦးကြီးထပ်ပါနိုင်ကြပါစေလို့ဒါပဲဦးဇင်းမေတ္တာပို့ခံပါတယ်နော်မင်္ဂလာပါကျွန်တော်ကတော့ကိုကျော်နိုင်ဦးဖြစ်ပါတယ်စမ်းချောင်းမြို့နယ်မှာနေပါတယ် ကျမတော့မနေရောင်ဖြစ်ပါတယ်ရှင်ကျွန်တော်တို့မိသားစုကတော့စမ်းကြောင်းမြို့နယ်ရန်ကုန်တိုင်းမှာနေပါတယ်ရှင်ကျမအနေနဲ့ပေါ့နော်အရင်ကတော့တရားတွေတော့ဟိုတောက်လျှောက်ပေါ့နော်ဟိုထိုင်ဘူးပါတယ်ကငငယ်ကလေးပေါ့နော်အများကြီးပဲရိတ်တာတိုင်းမှာတရားတိုင်းကလည်းကောင်းကြပါတယ်ဒါပေမဲ့ဝိပဿနာဘိုင်းကိုဒီချက်ပို့ပြီးသိချင်တဲ့အခါမှာဟိုဒီတော်ကူးမှာဣရိယာပုတ်၄ပါးလုံးနဲ့ထိုင်လို့ရတယ်ပြီးတော့နာယီအရှိကြီးပေါ့နော်အကြာကြီးထိုင်လို့ရတယ်ဆိုတော့ဟိုကြလေးထိုင်ကျမတို့ဘာပိုတီးလာမလဲပေါ့နော်ဆရာတို့တွေလည်းဟောကြတယ်ကိုလျှောက်တဲ့လမ်းမှာဟိုပိုလျှောက်နိုင်လေပိုထိုင်နိုင်လေတရားအတွေ့အကြုံပိုရတယ်ဆိုတော့အားကြောင့်ဒီရိတ်တာကိုကျမလာပြီးတော့တရားအားထုတ်ပြတဲ့အခါမှာဟိုနာယီတဖြည်းဖြည်းအရှိကြီးပေါ့နော်ဆရာတို့တွေကလည်း guide လုပ်ပေးတယ်လမ်းညွှန်ပေးတယ်အဲ့လိုထိုင်တဲ့အခါမှာဆရာတို့တွေပြောသလိုပဲကိုရဲ့ဒီငရဲကိုသွားမယ်ပေါ့နော်ကိုမသိပဲလုပ်ခဲ့တဲ့အာကုသူတွေကိုဒီတရားမှာကိုကပေါ်လာတဲ့အခါမှာအဲ့ဒါကိုတရားနဲ့ခြေဖြတ်ရင်းနဲ့ကျမတို့ဟိုအင်းငိမ့်မှုကိုရလာတယ်ပြီးတော့တကယ်လည်းနာယီအရှိထိုင်နိုင်တယ်ပြီးတော့ area ပုတ်၄ပါးလုံးပေါ့နော်လျှောင်းထိုင်ရက်သွားအဲ့လိုထိုင်နိုင်တဲ့အတွက်ကျမတို့တစ်ချိန်မှာကျမတို့မလှုပ်မရှားနိုင်တဲ့အခါမှာအဲ့ရညောင်ဆောင်မှာလဲရတဲ့အခါမှာဒီလိုဟိုဣရိယာပုတ်၄ပါးလုံးနဲ့တေချာမှတ်ထားတဲ့ဒီကုသိုလ်စေတနာပြီးတော့ဣရိယာပုတ်အရှိကြီးနဲ့ဟိုပေါ့နော်ဟိုဣရိယာပုတ်တစ်ခုခုမှာအရှိကြီးနဲ့ရက်ထားခြင်းရက်ပြီးမှတ်ထားခြင်းအဖြစ်ကျမတို့တကယ်မလှုပ်ရှားနိုင်တဲ့အချိန်မှာပေါ့နော်ဒီရဲ့ဟိုပေါ့နော်တရားအကျိုးကကျမတို့ဒီနောက်ဆုံးအချိန်အတွက်အများကြီးထောက်ကူဖြစ်ပါတယ်တကယ်လည်းအေးချမ်းပါတယ်ဥမာကျမတို့မတက်ရက်ပြီးမှတ်တဲ့ဣရိယာပုတ်ဆိုရင်ဒီခန္ဓာကိုယ်မှာရှိတဲ့သွေးလေးအကုန်လုံးကတကယ်လည်းပွင့်သွားပါတယ်ဟိုတချို့ဆိုရင်ပေါ့နော်ဟိုကျမကြီးအတွက်တော်တော်လေးအထောက်ကူဖြစ်တာကိုကျမတို့တွေ့ရပါတယ်အိပ်ပြီးမှတ်တဲ့ဣရိယာပုတ်ရောပေါ့နော်ပြီးတော့မတ်ဇင်းကြံလျှောက်တာရက်တာ
ဆရာတော်ကြီးလည်းဒီလိုနီးကိုပေါ့နော်တကယ်လည်းအကျိုးရှိလို့ဆရာတော်ကြီးကပေါ့နော်ဒီနီးကိုကျမရေးအတွက်ဝေဒနာခံစားနေရတဲ့လူတွေအတွက်ကောဝေဒနာမရှိတဲ့လူငယ်လူရွယ်တွေအတွက်ကောပေါ့နော်တက်ကြီးတဲ့လူတွေအတွက်ဒီတရားသည်အသက်အရွယ်ငယ်လက်ကြီးအကုန်လုံးနဲ့သက်ဆိုင်ပါတယ်တကယ်လည်းအကျိုးရှိပါတယ်ပြီးတော့အသက်ကြီးတဲ့လူတွေဆိုရင်တခါတလေတရားထိုင်ရတာအခက်အခဲရှိတဲ့အတွက်ဒီမှာတော့ဆရာတော်ကအစဉ်ပြေတဲ့နီးနဲ့အစဉ်ပြေတဲ့ဣရိယာပုံနဲ့ထိုင်ဖို့ပြောပါတယ်ပြီးတော့ဆရာတော်ကြီးရဲ့ဒီဓမေတ္တာတရားဆရာတော်ကြီးရဲ့တရားဓမ္မကြောင့်လေတရားထိုင်တဲ့အခါမှာဘေးနားဆရာတော်တွေရဲ့တရားကိုကြောင်းပြီးတော့ထောက်ပံ့ပေးတဲ့အသံတွေကလေကျမတို့မှာပို့ပြီးတော့ပေါ့နော်တနာရီပြီးတနာရီထပ်ပြီးတော့ထိုင်ဖို့ပေါ့နော်ကျမတို့တထာတရားနဲ့တတိပေါ့နော်ပို့ရလာတယ်ဒါကြောင့်ကျမတို့နာဣရိယာပုတ်အရှိကြီးထိုင်နိုင်ပါတယ်ပေါ့နော်တချို့ဆိုရင်24နာရီ36နာရီအထိကျမတို့ရှေ့မှာထိုင်နိုင်တာတွေ့ရပါတယ်ကျမတို့ကတော့ကိုယ့်ရဲ့ပါရမီနဲ့ကိုယ်စ조사အားထုတ်မှုကြောင့်12နာရီထိထိုင်နိုင်ခဲ့တော့လေအဲ့ဒီ12နာရီအကျိုးကျေးဇူးအရန်ခံစားခဲ့ရပါတယ်တရားရဲ့အနှစ်သာရအေးချမ်းမှုကြောင့်24နာရီ36နာရီကိုဘယ်လိုထိုင်နိုင်တယ်လဲတချို့ပြောဝေဒနာအရန်ပြင်းထန်ပြီးဘယ်လိုလုပ်မှလဲဆိုတရားရဲ့သဘောမှာအဆိုးအကောင်းတွေဒွန်တွဲပြီးနေပါတယ်အဲ့ဒါကြောင့်ကိုယ်တိုင်လာပြီးပဲအားထုတ်ကြည့်ပါကြောက်စရာလည်းမလိုပါဘူးစထိုင်ခြင်း9မိနစ်စီထိုင်လို့ရပါတယ်ပြီးတော့နောက်တစ်ခုကဒီမှာထိုင်နေတဲ့လူတွေရောမြန်မာတွေရောနိုင်ငံခြားသားတွေရောအများကြီးပဲအသက်အရွယ်ကြီးတဲ့လူရောပြီးဝေဒနာခံစားနေရတဲ့လူတွေလည်းဒီမှာတချို့ဆိုတရားထိုင်ရင်းနဲ့ကျမတို့ရှိမှတရားရှောက်နေတာဝေဒနာတွေပျောက်သွားတယ်တချို့အလုံးတွေပျောက်သွားတယ်အဲ့ဒါလည်းတွေ့ရတဲ့အတွက်အကုန်လုံးကတခါလေးလောက်တော့လာပြီးတော့ဆရာတော်ကိုဖူးရင်းနဲ့ထိုင်ဖို့ကျမတိုက်တွန်းချင်ပါတယ်တရားနည်းတိုင်းကတော့အကုန်ကောင်းပါတယ်ဒီတရားနည်းကလည်းပေါ်တော့တချို့မစမ်းကြည့်သေးဘူးမထိုင်ဘူးသေးရင်လာရောက်ထိုင်ဖို့ကျမတိုက်တွန်းပါတယ်ပြီးဆရာတော်ရဲ့သီလကုံတမာတိကုံကလည်းတကယ်လဲထူးဆန်းပြီးတော့ကြည်ညိုဖို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကတကယ်လို့ပေါ့နော်စိတ်ဝင်စားလို့တစ်ခေါက်လောက်လာလေ့လာခြင်းနဲ့ဆိုရင်တော့ဒီပေါ့နော်ကျမတို့ဒီလှဲကူးပေါ့နော်ရန်ကုန်မှာရှိတဲ့တော်ကူရိတ်တာတိုက်ခွဲဆိုရင်ကျမတို့လာမယ်ဆိုရင်အမှတ်ဒီပေါ့နော်အမှတ်1လမ်းအမှတ်3လမ်းမကြီးအမှတ်1လမ်းအဲ့ဒီလမ်းကလာပြီးတော့ကျမတို့ကဒီပလဲပေါ့နော်ပလဲမြို့နယ်ကိုရောက်တဲ့အခါမှာကျမတို့နီလာမှတ်တိုင်ကိုရှိပါတယ်အဲ့နီလာမှတ်တိုင်ကနေပြီးတော့ကျမတို့ဝင်လာတဲ့အခါမှာပေါ့နော်ဒီနီလာလမ်းတိုင်းဝင်လာတဲ့အခါမှာကျမတို့မိုးလုံးမိုင်းလမ်းကိုရောက်ပါတယ်အဲ့လမ်းကနေရတနာရွှေခက်လမ်းကိုချိုးကွေးလိုက်တဲ့အခါမှာဒီရန်ကုန်မှာရှိတဲ့တော်ကူရိတ်တာတိုက်ခွဲဆရာတော်ကြီးဗတ္တန္တနာဝိကဦးစီးပြီးတော့လက်ရှိဖွင့်လှစ်ထားတဲ့တော်ကူရိတ်တာတိုက်ခွဲကိုရောက်နိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အားလုံးကိုလည်းတစ်ခေါက်လောက်လေးတော့လာရောက်ပြီးတော့လေ့လာပြီးတော့တရားဘဝနာတွေကိုအားထုတ်ကြဖို့ကျမအနေနဲ့နိဗ္ဗာန်ဆော်လိုက်ပါရစေရှင်ကျေးဇူးတင်ပါတယ်ရှင်